အာလင်းဟာလန်ကကလပ်သင်းမန်စီးတီးမှာမကြုံစဖူးအခြေအနေတစ်ခုနဲ့ကြုံတွေ့နေရပါတယ်။အဲ့ဒါကတော့မန်စီးတီးကစားသမားဘဝအရှိကြဆုံးဂိုးပေါက်ပြောင်းမှုဖြစ်တဲ့လေးပွဲဆက်ဂိုးမသွင်းနိုင်ခဲ့တာပါ။ဒါပေမဲ့မန်စီးတီးကျယ်ပွဲကနိုင်ငံသင်းနော်ဝေမှာတော့ဆက်လက်ဂိုးသွင်းချေစွမ်းပြနိုင်ခဲ့ပါတယ်။စိုက်ဘရက်ကိုအဝေးကွင်းမှာ၄ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ကြာသပတေးနေ့ညယူရိုချေစစ်ပွဲမှာဟာလန်2ဂိုးသွင်းနိုင်ခဲ့တာပါ။အဲ့ဒီ2ဂိုးကဒုတိယပိုင်း65မိနစ်ကနေ82မိနစ်ထိ9မိနစ်တာအတွင်းစက်တိုက်သွင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီဂိုးတွေကြောင့်လည်းဟာလန်ကနော်ဝေအတွက်28ပွဲမှာ28ဂိုးရှိသွားခဲ့တာပါ။နိုင်ငံအသင်းမှာပွဲအရှိအတွက်နဲ့ဂိုးရီအတွက်ကွက်တီတူညီအောင်အန်ဟောပွဲစွမ်းဆောင်ပြထားပါတယ်။နောက်ဆုံးသွင်းဂိုးတွေကြောင့်လည်းဟာလန်ကနော်ဝေအသင်းသမိုင်းတလျှောက်ဂိုးများဆုံးသွင်းသူစီးရဲမှာကန်ဒါဆန်ကိုကြော်တက်ပြီးဒုတိယနေရာထိတက်လှမ်းလာခဲ့တာပါ။ဟာလန်အနေနဲ့နော်ဝေသမိုင်းရဲ့ဂိုးသွင်းများဆုံးသွင်းသူဖြစ်တဲ့ဂျော်ဂန်ဂျူဖီကိုလိုက်မီဖို့6ဂိုးသာလိုပါတော့တယ်။တနည်းအားဖြင့်23နှစ်ရွယ်ကစားသမားကအနေနဲ့အမြန်ဆိုသလိုပဲနော်ဝေသမိုင်းရဲ့ဂိုးများဆုံးသွင်းသူဖြစ်တော့မှာပါ။